အော်တာဒီနေ့ပါချက်လဲဒီနေ့ကငါဟင်းဆရာမအော်အေးအဲ့ဒါဆိုရင်လေဆရာမဖွင့်ကြည့်လိုက်အောင်နော်ဟုတ်ဆရာမဟုတ်ငါဟင်းဆိုတော့ဆရာမလည်းကြိုက်တယ်တာရဲ့ဟဲ့တာနေ့ငါဟင်းကလည်းအယိုးတွေပဲဟုတ်တယ်ဆရာမရဲ့ဒါသူတို့ကြွေးတာပဲစားရတာဟဲ့နေ့ဟာလည်းမဟုတ်သေးပါဘူးဟဲ့ဒါနဲ့နေ့ရင်မိဘတွေမရှိတော့ဘူးလားမရှိတော့ဘူးဆရာမရဲ့တာမိဘတွေငငယ်တွေကမရှိတော့တာအော်ဒါနဲ့တားလေဒေါ်လီတို့အိမ်မှာနေတာဟောအဆင်ပြေလားအရင်မမှန်းနဲ့ဆရာမရဲ့တားလေစာလို့ချင်တာမရှိပါဘူးဆရာမရဲ့အော်ဟုတ်လားအော်ခဏလေးဆရာမလေးတစ်သက်မြင်ဟင်သွားကြည့်လိုက်အောင်မယ်ခဏလေးနော်အော်ဟုတ်ဆရာမဟုတ်သမီးရေကေတီရှင်းဆရာမအော်သမီးဒီနေ့ပါချက်လဲဒီနေ့သမီးရဲ့အမေကသမီးကိုငါဟင်းကိုရှက်ချက်ကျွေးထားတယ်ဆရာမအော်အေးအဲ့ဆိုရင်လည်းဆရာမခဏကြည့်မယ်နော်ဟုတ်ဆရာမဟုတ်ဝါငါစားချင်းစရာကြီးပဲသမီးအထဲမှာလည်းငါအသားတွေကြီးပဲနော်ဟုတ်တယ်ဆရာမရဲ့အော်ဒါနဲ့လေသမီးတို့အိမ်မှာနေတဲ့အကူနဲ့ကဘာတော်ပါလဲသမီးတို့နဲ့ဘာမတော်ပါဘူးဆရာမရဲ့သူ့မှာနေစရာလည်းမရှိတော့သမီးတို့အိမ်မှာလာကတ်စားနေရအော်ဟုတ်လားအော်အေးဘာမှတော့မဟုတ်ပါဘူးအဲ့ဆရာမသွားတော့မနော်အော်ဟုတ်ဆရာမဟုတ်အော်တာကေတီကပြောတယ်တားရတယ်သူတို့အိမ်မှာကတ်စားနေရဆိုအဲ့လိုတော့မဟုတ်ပါဘူးဆရာမရဲ့တားငယ်ကလေးကမိဘတွေမရှိဘူးဆိုတော့သူတို့မွေးစားထားလို့ပြောတာပဲဆရာမရဲ့အော်ညီမလေးအကိုလေဟင်းအရည်နည်းနည်းလောက်ပေးလိုက်ရလားအကိုရဲ့အကိုဘာလို့ပေးရမှာလဲအကိုပေးဟာနဲ့ပဲအကိုစားပေါ့အကိုစီမလေအယိုးပဲပါလို့ပါညီမလေးရဲ့မကျွေးနိုင်ဘူးဟာအော်အေးရပါတယ်တာအော်ဟုတ်ဆရာမပြောလေဆရာမအော်တာသူ့ဆရာမတောင်းစားနဲ့ဆရာမကြည့်မယ်နော်ရပါတယ်ဆရာမတာမစားတော့ပါဘူးကဲပါဆရာမကြွေးပါမယ်တာရဲ့အမလီငါ့စမလာတောင်းလို့မရလို့ဆရာမစမတော့ကတ်စားနေပြန်ပြီဟဲ့သမီးစကားကိုစင်ကျင်ပြောလေဟုတ်တယ်လေဆရာမရဲ့သမီးစမတောင်းလို့မရဆရာမစမတော့ကတ်စားရလေကဲတီစကားကိုအလုံးပြောအောင်သွားကိုတန်းကိုသွားတော့ဆရာမကလည်းသူ့ဘက်ကလည်းဝင်ပါပေးနေတကယ်ပဲအကိုပြီးတော့ညီမစာရေးပြောင်းအော်ညီမလေးကလည်းစာဆိုတာကွက်ကိုလောက်ရတယ်ကိုလုံးကကွတ်တက်မှာညီမလေးရဲ့ရေးပေးဆိုရေးပေးပေါ့အမေနဲ့တိုင်လိုက်ရမလားမဟုတ်ပါဘူးညီမလေးကလည်းစာဆိုတာကွက်ကိုလောက်ရတယ်မမေရေသမီးဥစာမြေးပေးဦးဟဲ့သမီးဘာဖြစ်ကြလဲဒီမှာလေသမီးဆိုင်ခိုင်းတာမရေးပေးဘူးကိုကြီးကဟဲ့ကောင်လေငါသမီးရေးခိုင်းနေရလေရေးပေးလိုက်လေအော်ဒေါ်လေးရလေစာဆိုတာကိုလုံးကကိုတက်မှာဆိုတော့ကြောင့်မလို့သူ့ကိုရေးခိုင်းလိုက်ပေါ့ဒေါ်လေးရဲ့ဟဲ့နေဘာမှလာရှည်ပြမယ်နဲ့ရေးပေးလိုက်ဟုတ်ဒေါ်လေးဟုတ်တာရေးပေးလိုက်ပါမယ်